အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချိန်ထိကြည့်ရှုအားပေးတဲ့သူအရောက်ချင်းစီတိုင်းပေါ်ကျေးဇူးအများကြီးတင်ပါတယ်နော်ဆက်လက်ပြီးမှလည်းအားပေးကြပါ like share subscribe လေးကိုလည်းနှိပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ဒီနေ့မှာတော့မိန်းကလေးတိုင်းစန္ဒပြေဝသွားအောင်စစ်စံနေဆိုတဲ့ကောင်းစဉ်လေးနဲ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီနေ့မှာတော့အမျိုးသမီးတွေမပြေးချင်ရင်တောင်ထင်းမရအောင်ကာမဒုက္ခပြည့်မြောက်စေမဲ့အထူးပညာရက်တွေကိုတင်ဆက်ပေးလိုက်ပါမယ်နော်အမျိုးသမီးတွေဆွေးနွေးကြတာလည်းမရှိပါဘူးဒါပေမဲ့အားလုံးလိုချင်ကြတဲ့အရာတွေပဲဖြစ်ပါတယ်အခုဖော်ပြသွားမှာကတော့အမျိုးသမီးတွေကာမဒုက္ခရရှိသွားပြီးအကူအငယ်ရရှိသွားမဲ့အချက်တွေပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျမတို့ရဲ့အာယုံခံစားမှုအရန်မြင့်မားတဲ့အရာလေးကနေစကြရအောင်နော်မိမအင်္ဂါစီကိုလုံဆော်ပေးပါမိမအင်္ဂါစီဆိုတာတီးငယ်တဲ့အဖိုးပုံစံရှိပြီးတော့အမျိုးသမီးတွေအင်္ဂါပေါက်နားမှာရှိတဲ့အမျိုးသမီးအင်္ဂါနှခမ်းနှစ်ခုကြားမှာရှိပါတယ်အမျိုးသမီးတို့ကာမစိတ်တွေကြွနေတဲ့အချိန်မှာဆိုရင်ယောက်ျားတို့ရဲ့လိင်တန်ကထောင်မှတ်လာတယ်လို့မျိုးပေါ့နော်အမျိုးသမီးတို့ရဲ့အင်္ဂါစိတ်ကလည်းဖောင်းလာပါတယ်ပြီးတော့အမျိုးသမီးအင်္ဂါစိတ်ကထောင်ပေါင်းမြတ်စွာသောအာယုံကြောတွေကိုအဆုံးသတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အလွန်ပဲထိရှာလွယ်ပြီးတော့ကာမဒုက္ခခံစားဖို့ကလွယ်လို့တခြားလုပ်ငန်းမရှိပါဘူးရှင်ဒါကြောင့်မို့လို့အမျိုးသမီးတို့ရဲ့အင်္ဂါစိတ်ကိုလက်နဲ့ပဲဖြစ်ဖြစ်ပါးစပ်နဲ့ပဲဖြစ်ဖြစ်စောင်းပြီးတော့မှုတ်ပေးမယ်ဆိုလို့ရှိရင်အရန်ကောင်းပါတယ်ရှင်ကာမမဟုတ်အခြားခန္ဓာကိုယ်စိတ်ပိုင်းများနဲ့လုံဆော်မှုအများကြီးလည်းရှိပါတယ်နော်အမျိုးသမီးအင်္ဂါစိတ်ကိုလုံဆော်ပေးခြင်းကကာမဆန္ဒနိုးကြွလာစေပြီးတော့အလွယ်တကူပြည့်မြောက်စေပါတယ်ယောက်ျားအများစုကအထူးသွင်းစစ်ဆန်ချိန်အတွင်းအပေါက်ထဲအတွင်းအထုတ်လုပ်မယ်နာနာစောင့်မယ်ဆိုတော့ပဲအာယုံထားကြတယ်ဆိုတော့အမျိုးသမီးအင်္ဂါစိတ်ကိုလုံဆော်ပေးခြင်းမရှိဘဲနဲ့အမျိုးသမီးအများစုကတာယာပြည့်မြောက်မှုကိုမခံစားကြရလို့သူတည်တနာလိလာသူတွေကရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါကြောင့်မို့လို့စန္ဒပြေဝဖို့အတွက်တော့အင်္ဂါစိတ်လုံးစော်မှုကအရေးကြီးကြောင်းကိုသိထားဖို့တော့လိုအပ်ပါတယ်နော်ဒါပေမဲ့သိထားဖို့ကတော့အင်္ဂါစိတ်လုံးစော်ပေးခြင်းကကာမစိတ်နှိုးကြွမှုအမြင့်ဆုံးဖြစ်တာမှန်ပေမဲ့ကာမစိတ်နှိုးကြွမှုအခြားနည်းလမ်းလည်းရှိပါသေးတယ်နော်ဒါကြောင့်မို့လို့အခြားစိတ်အပိုင်းတွေကိုလည်းဖြစ်ပယ်ထားလို့တော့မရပါဘူးနော်ဒါတွေအတွက်ကတော့ရင်သားမှုအသီးထိတ်ပေါင်စလေတိုင်းစဓာတွေပဲဖြစ်ပါတယ်ပြီးတော့ယောက်ျားလိင်တန်ကိုမိန်းမကိုထဲထူးသွင်းရင်လက်တစ်ဖက်ကမိမအင်္ဂါစိတ်ကိုတာအရာပုတ်တက်ကစားပြီးတော့ဂျန်တဲ့လက်တစ်ဖက်ကရင်သားကိုကြိုက်တွယ်နေတဲ့ချင်းရင်သားထိတ်ဒီလေးပါကစားပေးမယ်ဆိုလို့ရှိရင်တော့မိန်းကလေးတွေအနေနဲ့မပေးချင်ရင်တောင်မှထင်းလို့ရမယ်မဟုတ်တော့ပါဘူးနော်ကြာမလို့နိုင်တဲ့အမျိုးသားများမှတ်ထားကြပါနော်ပြီးတော့နောက်တစ်ခါယောက်ျားတို့တည်ထားရမှာကတော့အည်ထွက်တာနဲ့ပြင်းမြောက်တာမတူပါဘူးအမျိုးသားတွေအတွက်ပြင်းမြောက်တာနဲ့တပြိုင်နက်တုတ်လွတ်တဲ့အတွက်ကြောင့်အထွက်ထိတ်ရောက်ခြင်းကိုအလွယ်တကူသိနိုင်ပါတယ်ဒါပေမဲ့အမျိုးသမီးအများစုကတော့အည်မထွက်ဘဲနဲ့ပြင်းမြောက်တတ်ကြပါတယ်ဒါကြောင့်မို့လို့အည်ထွက်တာကိုကြည့်ပြီးတော့ကာမတုခအထွက်ထိတ်ရောက်မရောက်မသိနိုင်ပါဘူးနော်ဒါဆိုလို့ရှိရင်အမျိုးသမီးတွေကာမဆန္ဒပြည့်ဝသွားတဲ့အခါခန္ဓာကိုယ်မှာဘယ်လိုလက္ခဏာတွေပြတ်လာသလဲကြည့်ရအောင်နော်အမျိုးသမီးတွေကာမတုခအထွက်ထိရောက်တဲ့အခါမှာတင်ပါနဲ့အမျိုးသမီးအင်္ဂါနာတဝိတ်မှာရှိတဲ့ကြွတ်သားနဲ့ကျုံချင်းဆန်းချင်းဖြစ်လာပါတယ်ပြည့်မြောက်တဲ့အခါကျလို့ရှိရင်တအင်စအိုနဲ့ယောနေလန်းချောင်းတွေအားလုံးတစ်ပြိုင်နက်ဒူတောင်းတဲ့ကျုံဆန်းချင်းစစ်တိုက်ဖြစ်ပေါ်ပါတယ်တခြားခန္ဓာကိုယ်မှာရှိတဲ့ကြွတ်သားတွေကတော့ကျုံဆန်းချင်းဖြစ်ပေါ်ပါတယ်ဒါကြောင့်မလို့အမျိုးသမီးတွေအထွက်အထိပ်ရောက်ပြီးကာမစိတ်ပြီးမြောက်ခြင်းရှိမရှိကိုကြွတ်သားလှုပ်ရှားမှုတွေကြည့်ပြီးတော့သိနိုင်ပါတယ်နော်အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်တွေကတယောက်နဲ့တယောက်မတူညီနိုင်ပေမဲ့အမျိုးသမီးအားလုံးဒီပါကတော့ကာမစိတ်ပြီးမြောက်မှုရရှိနိုင်ပါတယ်ဥပမာအားဖြင့်ထိုးသွင်းဆက်ဆံမှုတစ်ခုတည်းနဲ့ကာမစိတ်ပြီးမြောက်နိုင်ဖို့အတွက်တော့အမျိုးသားတွေထက်အမျိုးသမီးတွေကအချိန်ပိုကြာတတ်တဲ့အတွက်ကြောင့်အမျိုးသမီးတွေကအထွတ်အထိပ်မရောက်ကြဘူးလို့အများစုကထင်နေကြပါတယ်ဒါကတော့တကယ်မမှန်ကန်ပါဘူးနော်
အမျိုးသမီးရဲ့ခန္ဓာကိုအစစ်အပိုက်တွေနဲ့ကာမစိတ်နှိုးကြွနိုင်တဲ့နည်းတွေသိထားဖို့အရေးကြီးပါတယ်အမျိုးသမီးတွေပြင်းမြောက်ဖို့ကအမျိုးသားတွေပေါ်မှာဒါမူတည်နေတာတော့မဟုတ်ပါဘူးကိုယ်ခံစားမှုတွေကိုကိုယ်တိုင်နားလည်ထားဖို့လိုအပ်ပြီးတော့ကိုယ်နှစ်သက်တဲ့ပုံစံကိုရွေးချယ်ပါအုံနောက်နဲ့ဦးဆောင်မှုကအားပြည့်စုံဖြစ်ပါတယ်ကာမစိတ်အထွတ်ထိပ်ရောက်တယ်ဆိုတာရုပ်ပိုင်းဆိုင်ရာခံစားချက်တမဟုတ်ပါဘူးเนาะဒါကရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာနှစ်ခုစလုံးချိတ်ဆက်နေတာပဲဖြစ်ပါတယ်စိတ်ဖြစ်စေမှုတွေရှိနေရင်လိန်စိတ်နဲ့နေနိုင်ပြီးတော့ပြီးမြောက်ဖို့အတွက်အုံနောက်ကနေတားဆီးဖြစ်နေနိုင်ပါတယ်အမျိုးသမီးအများစုကကာမစစ်ဆန်နေစဉ်စိုးရိမ်စိတ်နဲ့ရှက်စိတ်တွေဖြစ်ပေါ်နေနိုင်တာကြောင့်မလို့စိတ်ကတိကတဖြစ်နေနိုင်ပြီးတော့ကာမစိတ်နှိုးကြွပြီးအထွတ်ထိပ်ရောက်ဖို့ကိုအဟံအတာဖြစ်စေပါတယ်ကိုကြောင့်ရှက်ရွံ့စိုးရိမ်စိတ်တွေမဖြစ်စေဖို့အရေးကြီးပါတယ်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အပေါ်ကိုမူတည်ပြီးတော့ခန္ဓာကိုယ်မှာပြောင်းလဲမှုဖြစ်ပေါ်နေပါတယ်အထွတ်ထိပ်ရောက်တဲ့ခံစားချက်တွေမတူညီတတ်ကြပါဘူးကာမအထွတ်ထိပ်ပြီးမြောက်စိတ်တွေတစ်ခုနဲ့တစ်ခုကအမျိုးသမီးတစ်ယောက်ထဲအတွက်တောင်မတူညီကြပါဘူးတခါတလေမှာဒီစိတ်တွေကအရန်ပြင်းထန်နေနိုင်ပြီးတော့တခါတလေမှာတော့တယောက်မှမသိလိုက်တဲ့အချိန်လေးတွေလည်းရှိနေနိုင်ပါတယ်ကာမအထွတ်ထိပ်ရောက်တဲ့ခံစားချက်တွေအားလုံးကမတူညီကြပါဘူးเนาะဒါကလိင်အမျိုးအစားခန္ဓာကိုယ်ပုံစံနဲ့စစ်ဆန်မှုအနေအထားပေါ်မူတည်နေတာမျိုးမဟုတ်ပါဘူးအမျိုးသမီးတွေအတွက်ပူကောင်းတဲ့ခံစားချက်ရစေဖို့လုပ်နိုင်တာတွေရှိပါတယ်တကူရီအာသာဖြစ်ခြင်းနဲ့ကာမစစ်ဆန်ခြင်းတွင်အတွေ့အကြုံများလာတာနဲ့အမျှကိုယ်နဲ့အစဉ်ပြေတဲ့ပုံစံတာယာပျော်ရွှင်မှုကိုပိုရစေတဲ့အရာနဲ့တက်တောင့်တက်တာဖြစ်စေမဲ့နီလန်းတွေကိုပို့ပြီးတော့နားလည်လာနိုင်ပါတယ်နောက်ဆုံးအနေနဲ့အရေးကြီးတဲ့အချက်ကတော့တယောက်နဲ့တယောက်ပေါ့နော်နားလည်မှုတိုးစေနိုင်တဲ့ကျွမ်းဝင်တဲ့ဆက်ဆံရေးပါပဲဖြစ်ပါတယ်ဒါကြောင့်ကိုယ့်အဖော်နဲ့စကားများများပြောဖို့အရေးကြီးပါတယ်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်